အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့တွေအခုဗာလဲဆိုရင်ကျွန်တော်တို့ဒီကောင်းလေဒီဝိုင်းတင်တဲ့စင်လေးနော်လုပ်ကြည့်အောင်အဲ့ဒီကောင်ကကျွန်တော်တို့ဒီ project မှာဆိုလို့ရှိရင်ဂျင်းတွေဗျာကျွန်တော်တို့ dining နဲ့နော် dining ရဲ့ဒီအနောက်မှာကျွန်တော်တို့လုပ်ချင်တာလေဟုတ်တယ်မလားဒီမှာလေးတင်လိုက်ပြီနော် dining ရဲ့အနောက်မှာကျွန်တော်တို့ဒါလေးတင်လိုက်ရပြီနော်နော် dining ဒါ kitchen ပေါ့နော်အဲဒီမှာဝိုင်းတင်တဲ့ဟာလေးကျွန်တော်တို့ထည့်လိုက်ရင်အဆင်ပြေပြီနော် okay အဲ့ဒါလေးကိုလုပ်မယ်ဆိုတော့ကဲဘယ်လိုလုပ်လဲဂျင်းတွေကျွန်တော်တို့ကဗာလဲ family ပဲသွားအောင်ဟုတ်တယ်နော် family ဆိုတော့ကဲကျွန်တော်တို့ home button ကိုနှိပ်မယ်ပြီးရင် family ပြီးလို့ရှိရင် English ပဲเนาะ English က matrix နဲ့သွားခြင်းလို့ဆိုဒီကောင်ကျွန်တော်လေကျွန်တော် furniture နဲ့မဆွဲတော့ဘူးဘာလဲသိလား generally မှာလေကျွန်တော် wall base လို့ခေါ်တဲ့အားလေးရှိတယ်နော်ဒီမှာကြည့်အောင်တော့ဒါ generally model မှာကျွန်တော်တို့အဲ့လားလေးကမိုက်ပါတယ် wall base လို့ပြောတဲ့အတွက်ကြောင့်မလို့တော့လေ wall မှာတနည်းအားဖြင့် wall base ဆိုတော့ကျွန်တော်တို့ဒီဆွဲထားပြီးတဲ့ဒီ wine ရဲ့เนาะဒီကောင်ကဘာလဲဆိုရင် host က wall ဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လားလေးကမိုက်တယ်နော်အဲ့လားလေးကျွန်တော်တို့က TV wall mounted မှာလည်းအဲ့တိုင်းပဲပြောချင်တာကဗျာ wall base ပေါ်မှာဟို interior လုံးမဲ့ဟာတွေက wall base နဲ့ဆွဲရရပါတော့ကျွန်တော်အရင်ဗီဒီယိုမှာတော့ဟိုပြောပြခဲ့ဘူးပါတယ်နော် furniture တက်လဲဆွဲလို့ရတယ် furniture တက်မဆွဲတော့ wall base နဲ့ဆွဲချလိုက်နော် okay ရပါပြီဒီကောင် wall base နဲ့ဆွဲချလိုက်တော့တီးတဲ့အတိုင်းပဲဒီကျွန်တော်တချို့ဟို window တွေဖွင့်ပေးတယ်ကျွန်တော်မလို့ချင်းပိတ်ချလိုက်နော် close in active view ဖွင့်ချလိုက်ဒီမှာလည်းကျွန်တော်တို့နည်းနည်းလေးတစ်ခုသတိထားပါတခါတရံကြရင်ဒါကတော့ဟိုပါပေါ့နော်ဒီမှာဒီ placement site ဒါဆိုဂျင်းရဲ့ placement site ကဒီကောင်လေး placement ဆိုတော့ပြောချင်တာဒီမျက်နှာပြင်ကိုပဲဘာလို့မှဒီမျက်နှာပြင်မှာ attach လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ဒီဘက်မဟုတ်ဘူးလေနောက်တစ်ခုဒီမှာထူးဆန်းတာကျွန်တော်ပြပါနော်ဒီမှာ select လုပ်လို့ရှိရင်ဒီကောင်ကတော့သိတဲ့အတိုင်းပဲသူ့ရဲ့ reference နော် reference plane ရဲ့နော် reference plane ရဲ့နာမည်က wall ဟောနော် vertical ဟာကိုနှိပ်လိုက်လို့ရှိရင်သူကတော့ဗာလဲ left right လို့ပြောတယ်ဟုတ်ပြီနောက်တစ်ခုဒီမှာเนี่ยဒီ placement site လေးနားမှာပဲဒီမှာเนี่ยကျွန်တော် tab key လေးနှိပ်ပြအောင်ကြည့်ဟောဒီမှာเนี่ยအဲ့ဒီမှာလည်းနောက်တဲ့ reference plane တစ်ခုရှိရတယ်လားဘာနာမည်နဲ့ဆိုတော့ back ဆိုတဲ့နာမည်နဲ့တဲ့နော်နောက်တော့ reference plane တော့ back ဆိုတဲ့နာမည်လေးနဲ့တင်တာနော်အဲ့လားတော့ဘာမှမဟုတ်ပါဘူးဘာလို့ဆိုတော့အဲ့လိုဒီ back ဆိုတဲ့နာမည်လေးတင်ထားတာလေးကိုကျွန်တော်သိရင်တော့ကောင်းတာပါဗျာနော် sorry okay နော်ဟုတ်ပြီဒီကောင်လေးကနော်ဒါသူ့ရဲ့ original က0 level လေးထိုးတာတော့နော်အဲ့ဒါပြတာမရှိပါဘူးtab key လေးနဲ့ဟုတ်တယ်နော်ဒီမှာဆွဲပြီးတော့ဆွဲထုတ်လိုက်နော်ပြောချင်တာကျွန်တော်တို့ရဲ့ placement site ကိုကြည့်လို့ရှိရင်တစ်မျိုးတစ်ခုကဘာလဲဆိုရင်ဟိုနာမည်က wall အလဲဟာကြီးဖြစ်နေမယ်တစ်ခုက back ဖြစ်နေလိမ့်မယ်လေမာဒီ placement site တွေသွားလို့ရှိရင်ကျွန်တော်တို့ကတစ်ခုဆွဲမယ်ပေါ့နော်ဆွဲမယ်ဆိုလို့ရှိရင်အလားကျွန်တော်တို့ကဘာလို့လဲဆိုရင် reference plane ကနာမည်တစ်ခုရှိနေ wall နဲ့ back နဲ့เนาะဒါကောင်းတာတော့ဘာလဲ back မှာဆွဲတာကောင်းတယ်နော် okay ရဆိုအဲ့လားမဆွဲခင်ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ဟုတ်ပြီဒီကောင်းရဲ့เนาะဒီကောင်းရဲ့ site ဘယ်လောက်ရှိလဲဟုတ်တယ်နော်အဲ့ဆိုကျွန်တော်တို့ဒီလိုလုပ်မယ်လေ plane ရဲ့ကျွန်တော်တို့ wine ပဲဖြစ်ဖြစ်ရေ plane ပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်တို့နည်းနည်းလေးအသုံးများတာထောက်တော့ wine site ပဲဖြစ်ဖြစ် plane ရဲ့ site ကိုကျွန်တော်ကဒီမှာတဲ့ internet ကနေကျွန်တော် လိုက်ရှာတဲ့ခါကျတော့ဒီမှာကြည့်လိုက်နော်ဒီ wine ပဲထောက်ပါတော့နော် wine ပဲဖြစ်ဖြစ်ရေ plane ပဲဖြစ်ဖြစ်အမှကြည့်အောင်ပါတဲ့သူအမြင့်ကဘယ်လောက်ရှိလဲမခံမကြည့်လိုက်ဘယ်လောက်လဲမှတွေ့လားတပေလေးဟုတ်လားတပေပက်လည်းရှိတဲ့ဟာလေးရှိတယ်အဲ့ဒါဆိုကျွန်တော်တို့ကအဲ့ကောင်အဲ့ကတပေရှိရလို့ရပြီဆိုရင်ကျွန်တော်ကလူလေကြတော့မယ်သိလားကိုဒီပုံကိုလေဟိုတဲကိုဆွဲထည့်လိုက်မယ်နော်သူ့ရဲ့ပုံနာမည်လည်းမှတ်ထားပါ metal wire rack wall mounted bar shaft ပေါ့နော်အဲ့လားကိုကျွန်တော်တို့ဟာကဲဒါကြီးကိုပိတ်လိုက်ပြီးကျွန်တော်တို့က okay ဘာလို့မလဲဒီတဲ့ insert ကျွန်တော် reference ယူပြီးတော့ဆွဲတော့မှာနော် insert နဲ့လောလောဆယ် reference ယူပြီးဆွဲပဲဘာလို့ဆို frame ခွေးနေတာကိုနော် frame ခွေးကျွန်တော်ဘာလို့မလဲဆို insert တဲ့တော့ဒီလိုရှိရင်ကြီးနေတဲ့ import image လုပ်မယ်ဒါတွေကတော့ကျွန်တော်တို့ကတော့ဒါကတော့ family တည်တဲ့လူတွေတည်ပါတယ်important image will not be visible in project မှာလောက်မမြင်ရအောင်နော် to improve performance ဒါ improve performance ဆိုတော့ဒီမှာဘာလာပြန်ရနည်းနည်းလေး
cut လို့မျိုးပဲအကောင်းဆုံးကတော့သူကပြောချင်တာအကောင်းဆုံးတော့မင်း delete the image before saving the family ကိုမင်း save မလုပ်ခင်အဲ့ဒီပုံကိုတဲ့ဖြတ်လိုက်တာပိုကောင်းတယ်ဗျမဖြတ်လိုက်ရတယ်ဒါပေမဲ့မျက်စိရှုပ်လို့နော်ပိုထဲမှာတော့မမြင်အောင် project ထဲမှာတော့မမြင်အောင်နော်အဲဆိုတော့ဒါသူကတော့ warning ပေးတဲ့သဘောပါပဲ okay ပြီးရင်တော့ကျွန်တော်တို့တင်ထားမဲ့เนาะကိုတင်ထားတဲ့လောက်တာပဲဖြစ်ဖြစ် download လုပ်ထားတဲ့နေရာပဲဖြစ်ဖြစ်သွားရှာပြီးတော့ကျွန်တော်တို့ကထည့်ပေးရမယ်เนาะ okay เนาะ y ဒီကောင်လေးနော်เนาะဒီပုံနဲ့တူဟုတ်တယ်နော် open လုပ်ချလိုက်ပြီးရင်ရတယ်ကြက်တဲ့နေရာမှာလား click ခေါက်ချလိုက် okay ရပြီဟုတ်เนาะဒီကောင်ကျွန်တော်ကဘာလို့ဒီကောင်ကိုဒီလိုယူလဲသိတာ reference လိုချင်လို့နော်ပြီးရင်ကျွန်တော်ဒီကောင်ကိုဟိုလုပ်လိုက်မယ် wireframe လုပ်လိုက်မယ် okay เนาะ reference လေးလိုချင်လို့ဘာ reference လိုချင်တာဒီလားဒီဘက်မှာလုပ်လိုက်ရပါတယ်ဘာလို့ဆိုတော့ဒီကောင် plane height ကတစ်ပေလောက်ရှိရလေဟုတ်တယ်နော်တစ်ပေကို reference ယူပြီးလို့ရှိရင်ကျွန်တော်ဒီ frame ကိုကစားလို့ရတယ်လေအဲ့လိုဒီကောင် plane ပေါ့နော်ငါကျွန်တော်ဟိုလုပ်လိုက်မယ်တခုတော့ရှိတာပေါ့ဗျာဟိုတချို့ plane တွေကတပေကြော်တာတွေရှိရလေဟုတ်တယ်နော်ဒါတပေကြော်တာတွေရှိရဆိုတော့ကျွန်တော်ကဒီလိုလုပ်လိုက်ရင်ကောင်းမယ်လို့ဆိုဒီကောင်ကတော့တပေထက်reference ကိုဘယ်ကောင်တပေယူရင်ကောင်းမယ်ဒီကောင်တပေယူမလားနော်ကိုချက်တာယူဒါကျွန်တော်ကဲထောက်ပါတော့ကျွန်တော်ဒီကောင်လေးတပေယူလိုက်မယ်နော်တပေယူလိုက်မယ်နော်annotate ထဲမှာပဲကျွန်တော် model line ရှိအဲဒီမှာဒီမှာကျတော့ create မှာ model line ရှိတယ်ဟုတ်ပြီဒီကောင်ကိုပဲတပေယူလိုက်နော်ကျွန်တော်ရှိဒီကနေအပေါ်ကိုတပေလို့ရိုက်ထည့်လိုက်နော်okay အဲ့မှာပြန်လာတက်ပြန်ပြီကျွန်တော်တို့ရဲ့ unit ကဟိုဟာဖြစ်နေလေ metric ယူထားတယ်အဲဆိုကျွန်တော်တပေဆိုတော့ဒီမှာ12လက်မ inches ထည့်ပြီးတော့ဒါတူအောင်လို့ auto ဟိုဟာဖြစ်သွားလိမ့်မယ် okay ရပါပြီနော်ဗျာ304နော်304ကအဲ့ဒါတပေပဲနော်ဟုတ်ဒါကတော့ unit conversion ကဒီကောင်အရမ်းမိုက်ပါတယ်နော်ကျွန်တော်ကဒီကောင်ကိုပိုအောင်ကြိုက်တယ်နော်12လက်မကဒီမှာတော့300လေးတယ်နော် okay ရအခုမြင်နေရတာတပေကဲအဲ့ကောင်ချုံကျင်နေလွယ်လွယ်လေးပဲလေ select လုပ် scale နဲ့သွားဟောနော် scale ကိုသွားပြီးလို့ရှိရင် base original ကဒီကောင်ကိုယူနော်ဒီကောင်ကိုယူလိုက် click နဲ့လိုက်ဟုတ်ပြီပြီးလို့ရှိရင် reference လုပ်မဲ့ကောင်ဟိုအပေါ်ကောင်ဒါက new lamp ပေါ့နော်ဟိုအပေါ်ထိသွားဟုတ်တယ်နော်အပေါ်ထိသွားပြီးအောက်ကိုဆွဲချခုနကဒီမှာဖြည့်တဲ့ကောင် click နဲ့လည်းရတယ်မယုံရင်ဒီကောင်ပြန် select လုပ်ကြည့်လိုက်ရင်ဒီမှာ300ဒေါ်နေက okay ဒီမှာလေဟုတ်လားဒီကောင်က permanent လေးနေလိုက်ရင်ဒီမှာရပါတယ်305နီးပါပေါ့နော်တပေပဲ okay ဒါ accurate site ဖြစ်သွားပြီလေနော်အဲ့ဒါဘာလို့လုပ်နေရလဲသိလားအဲ့ဒီပြည့်ချက်သိရနော်ဘာလို့ဒါ accurate site ဖြစ်သွားဆိုကျွန်တော်တို့ဒီကောင် frame ကိုဘာလို့လုပ်ရလဲဒါအတိအကျကျွန်တော်တို့ဟိုဟာလုပ်လို့ရပြီလေvery right နော်အဲ့တော့ okay ရပါပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ရဲ့ဟာလဲကျွန်တော်တို့သိတဲ့အတိုင်းပါပဲဒီကောင်ကဒီမှာကျွန်တော်တို့ဥမာထားတော့3ပေကျော်မှာထားပြီးတော့သားမလား4ပေကျော်မှာထားပြီးသွားမလားဆိုပြီးတော့ကိုယ့်အောင်ကို design တွေ follow ရတယ်ကဲအခုကျွန်တော်ဒီကောင်ကိုလည်းအိမ်ကြီးလည်းကမယ်လောလောဆယ်create နဲ့reference plane ကိုကျွန်တော်က3ပေကျော်မှာအရင်ထားလိုက်မယ်စနေ3 36ကျွန်တော်3ပေကျော်ဟိုကမသိတော့36လက်မနဲ့ရိုက်ထည့်လိုက်ပါတော့ဘယ်လောက်လဲ900ဒါဆိုကျွန်တော်915ပေါ့ဗျာဟုတ်တယ်နော်3ပေပေါ့နော် okay ဒါကို reference ယူလာရပြီနော်ဒါပဲလေဟုတ်တယ်နော်ဒါ3ပေကျော်3ပေကျော်မှရမှာနော်3ပေနည်းနည်းလေး3ပေ4ပေလောက်လုံးမှာဘာလို့ဒီကောင်က wine plane ကိုလည်းကျွန်တော်တို့ကဒီလိုမျိုးနော်လှမ်းယူလို့ရမှာဆိုနည်းနည်းလေးလှမ်းနော်ဟိုကတော့ခုံလေးပါလေးခုအောင်မှရမှာဆိုဒါဆိုကျွန်တော်4ပေလောက်လုပ်လိုက်နော်ဒီကောင်ကို4ပေလောက်လုပ်လိုက်နော်4လက်မ4ပေပေါ့နော်စနေလေး48 inches နော်okay ရနော်တော့ပါပဲကျွန်တော်ဒီကောင်အပေါ်တင်နော်ရဟုတ်ပြီကဲဒါမှဆိုအခုကျွန်တော်တို့ reference တွေရပြီဆိုတော့ဟုတ်ပါပြီရပြီဆိုကျွန်တော်တို့ဒီကောင်ဘာလုပ်မလဲဒီကောင်ရဲ့เนาะအကွာဝေးတွေခံမှန်းကြည့်ပေါ့နော်ခံမှန်းကြည့်တော့ကျွန်တော်တို့လုပ်လို့ရနော်โอเคဒီကောင်ကိုကျွန်တော်အောက်ကိုနည်းနည်းချလိုက်မယ်ကြည့်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုခုနလိုမျိုးပဲဒီကောင်ကိုခံမှန်းကြည့်ပေါ့နော်ဒီကနေဒီကိုဘယ်လောက်ရှိလဲဒီမှာကြည့်လိုက်ပါ reference plane တခုထည့်ယူလိုက်မယ်ခံမှန်းကြည့်ဆွဲလိုက်ဘယ်တော့မရှိဘူးနော်ဟုတ်ပါပြီနော်ရပါပြီကဲဒီကောင်ကိုလည်းဒီဘက်နဲ့ဆွဲဒါကျွန်တော်ကြည့်လို့လောက်လုပ်နေတာဟုတ်ပြီကဲဒီကောင်တစ်ခုအတိုင်းကြည့်လိုက်မယ်1200ဘယ်လောက်လဲ1290ဒါဆိုကျွန်တော်ကဒီလိုလုပ်လိုက်မယ်1290
4ပေါ့နော်1290လောက်လုပ်ကြည့်နော်ဟုတ်တယ်နော်โอเคရပြီလေနော်ဒီကောင်လေးနဲ့1290ဒါပဲပေါ့ဒါမှမဟုတ်1295ပေါ့ဆက်လက်လုပ်ပြီးတော့1295အဲ့လိုဟုတ်တယ်နော်โอเคရပြီဒါ1295ဒီကောင်ကစန်တာဟုတ်တယ်နော်စန်တာဆိုကျွန်တော်ဟိုဘက်ဒီဘက်နည်းနည်းလေးညှိလိုက်ညှိပြီးတော့ကဲ command ကြီး reference plane မယ်ဘလောဆယ်ဒီလိုပဲဆွဲချလိုက်နော်ဟုတ်ပါပြီဟုတ်ပြီပြီးရင်ကျွန်တော်ဒီကောင်ကိုလည်း dimension လေးထိုင်းကြည့်လိုက်မယ်1029ဒီဘက်ကိုလည်းကျွန်တော်ထပ်ဆွဲလိုက်အောင်နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဟိုဘက်ဒီဘက်ကို command ကြီးဒီမှာလုပ်ထားတော့နော်โอเคရပြီဟောဒီကောင်1040တည်တယ်နော်ဒါကတော့စင်တာဒါတော့ဓာတ်ပုံကိုကျွန်တော်လုပ်တဲ့အခါကျတော့ခံမှန်းလို့မရအောင်ဒါဆိုဒီကောင်တစ်ခုကိုပေါင်းကြည့်လိုက်နော်1000နဲ့1040ပဲထား1040နဲ့1030ဆိုတော့ဗလား1080ပေါ့ဟုတ်တယ်မလားနော်ဒီမှာ40နဲ့30နဲ့ပေါင်းတဲ့အခါကျတော့1080ဆိုတော့1080အဲ့ဒီကောင်ကိုတဝက်လို့ဟုတ်တယ်နော်ဒါပါပဲနော်1080ကိုကျွန်တော်တို့ကတဝက်လုပ်လိုက်လို့ရှိရင်ဒီနေ့ဆိုင်935ဒါမှမဟုတ်930လုပ်လိုက်ရလေနော်900 sorry ဒီကောင်နှစ်ခုပေါင်းsorry နှစ်ခုပေါင်းကမှန်နေပြီလေနှစ်ခုပေါင်းတဲ့နေရာကျွန်တော်သွားပြီးတော့ကတ်တီနေ1040ရဲ့ပေါင်းမယ်1030ရဲ့ပေါင်းပြီးတော့နှစ်နဲ့စားနော်အဲ့ဒါဆိုရင်ဘယ်လောက်လဲ1035ဖြစ်အောင်လုပ်လေဒီကောင် select လုပ်1035 okay ရဒီကောင် select လုပ်1035ဒါဆိုရင်ညီသွားပြီနော်ရပါပဲနော်ဟုတ်တယ်နော်1035 okay ရတကယ်လို့1035နည်းနည်းလေးခုနလိုပေါ့အခုကမော်ဒယ်ကနည်းနည်းလေးကြီးရသေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်1030ဒါပဲ1030ဒီကောင်လည်း1030လောက်လုပ်နော်ရလုံးပါရီနော်အဲ့ဒါတော့ပြန်လာမရှိပါဘူး okay 1030တွေကတော့တော်ပါစေနော်ဟုတ်ပြီကဲအဲ့ဆို1030လည်းရပြီဒီကောင်1290ဆိုတော့เนาะ1200ဒီအောက်ထိကို1295ပြတ်တာမရှိပါဘူးဒါကတော့ဒီဇိုင်းကတော့โอเคအဲ့ဒါလို့ပြီးလို့ဆိုကျွန်တော်ဘာလုပ်မလဲဒါကျွန်တော်တို့ဒီဟိုဟာလုပ်လို့ရပြီလေဒါဒီကောင် frame တွေပဲလေနော်ဟုတ်လားနော် frame တွေခွဲလိုက်ရင်ရပြီနော်ဒီကောင်ဆွေရောင်လေးဒါတော့ထားလိုက်ပါတော့နော်ကျွန်တော်ဒီကောင်လေးနောက်ပိုင်းဖြည်းဖြည်းချင်းအရင်ကလေကျွန်တော်တစ်ခါဟိုဟာဒီမှာတစ်ခါလုပ်ဘူးတယ်နော်ဒီကောင် frame လိုမျိုးပဲလုပ်ဘူးတယ်မှတ်မိလားမသိနော် living room မှာဟုတ်တယ်နော်ဒီမှာလေဒီကောင်နော်အဲကောင် display cabinet မှာလည်းကျွန်တော်တို့တွေကလုပ်ဘူးတွေဟုတ်တယ်နော်အဲ့ပုံစံပဲနော်ဒီကောင်ဒီပေါ်မှာ display ထည့်မယ်ကဲဒါဆိုရင်အခု wine တွေပါထည့်ဖို့ရလို့နော်ထည့်တဲ့နော်ဒီ wine ပလင်းရဲ့ဟုတ်ပြီဒီတဲကိုဒီကောင်ကပုံပြီးတော့မှတ်နေတာဒီအပေါ် wine ကိုလည်းပြန်ချုပ်တာနော်ဒီခေါင်းကြရင်တစ်ခုတတိထောင်တော့မှဒီမှာမှန်လို့ရင်လို့မလို့လို့ရှိရင်တစ်သားပြားကပ်နော်ကိုပုံမူဒီပါနော်မှန်ပဲဖြစ်ဖြစ်တစ်သားပြားပဲဖြစ်ဖြစ်ပေါ့နော်မှန်ဆိုရင်ချောရင်ချောနေပေါ့နော်အောက်ကဟာတော့ဒါတစ်သားတစ်သားဒါမှမဟုတ်တိတ်တော့ပြတော့မဆိုမှန်လို့ပြီးတော့ကျွန်တော်အပေါ် sticker ကင်ချမ်းသွားမှာပါလေနော်ဒါကိုမှန်နဲ့ထည့်လို့ရတယ်ဒါမှမဟုတ်တစ်သားပြားနဲ့ထည့်လို့ရနော်အဲ့ဒါမထည့်ခင်ပြဿနာပါဒီကောင်ရဲ့ဒီအပေါ်ကကြီးတဲ့ thickness ကဘယ်လောက်ရှိရမလဲအဲ့ဒါလေးကြည့်အောင်နော်အဲ့ဒီကောင်ကိုဒီမှာကျွန်တော်တို့ကအဲ့ကောင်ရဲ့ thickness ကဒီမှာကြည့်လိုက်ပါဟုတ်ပြီနော်ဒီမှာကြည့်လိုက်လို့ရှိရင် okay ဒီမှာတွေ့လားနော်ပလင်းရဲ့နော်ပလင်းကဘယ်လောက်လဲ85ဟော85ဆိုတော့7.5 cm ဆိုတော့85ပေါ့နော်ဒါပေမဲ့85ရှိတယ်အဲဆို85ရှိဒါဆိုအဲ့85ပြီးတော့မှကျွန်တော် frame လေးကိုဒီဘက်ဟိုဘက်ဒီဘက်လုပ်မယ်ဆိုတော့ကျွန်တော်ထင်တယ်ဗျ100လောက်လုပ်လိုက်နော်100လောက်ဆိုရင်ဒီကောင်ပလင်းခွဲဆိုကောင်းကောင်းချောင်ချောင်ကြီးထည့်လို့ရမှာလေဟုတ်တယ်နော်100ဆိုရင်ကျွန်တော်တို့ဟိုဘက်ဒီဘက်နည်းနည်းချအောင်ပါလေနော်100ဆိုရင်မရသေးဘူးနဲ့တူတယ်နော်100မရသေးဘူးနဲ့ဆိုရင်ခဏလေးကျွန်တော်ဒီကောင်ကိုဟိုဟာလုပ်လိုက်မယ်ဒီကောင်ရဲ့ဟာကဒီကောင်ရဲ့အထူကဘယ်လောက်နဲ့လုပ်ထားလဲနည်းနည်းစဉ်းစားကြည့်အောင်နော်ဒီကောင်ရှိတယ်30ရှိရနော်30တော့ရှိနော်30ပတ်လဲပေါ့နော်frame 30ပတ်လဲနဲ့လုပ်30ဆိုရင်ကျွန်တော်ဒီကောင်က85အဲ့ဆိုမရသေးဘူးတလား85ရဲ့နောက်တစ်ခါ85ဆိုတော့ဒီဘက်ကိုဟို100ဆိုတော့100နဲ့မရဗျ150လောက်လုံးမရအောင်နော်150လောက်နည်းနည်းစဉ်းစားကြည့်အောင်နော်
150မှာနော်အနှုတ်မယ်85ကိုနှုတ်ပြီးလို့ရှိရင်ခုန frame တစ်ခုဒီလိုအတန်းတစ်ခုလေ frame တစ်ခုကလည်းဘယ်လောက်လဲ85 150ကနော်150ဆိုတဲ့အဓိပ္ပာယ်သိရနော်ကျွန်တော်တို့ဘာလို့ချင်လဲအဲကျွန်တော်မြင်အောင်ပြပေးပါမယ်နော်ငေါတယ်ဒီအပေါ်က top view ကကြည့်လို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ဘေးနားမှာပါလဲ frame ကဒီလိုမျိုးဟုတ်တယ်ဒီလိုမျိုးဖြစ်နေတာနော်အဲ့ကြားတဲ့ထဲအောင်ပါလေနော်အဲ့ဒါပြောချင်တာဒီကောင်85ရှိတယ်နော်ဒီကောင်85ရှိတယ်ဒီကောင်က30လေဟုတ်တယ်မလားဒီကောင်30ရှိတယ်ဒီကောင်30ရှိတယ်ဒါဆို85နော်85တော့ကျွန်တော်ဟိုဘက်ဒီဘက်အစွန်ဆုံးကိုကျွန်တော်ဟိုပါလုပ်ချင်လို့နော်ပြင်အဲ့ဒါဒီကောင်85ဒါဆိုဒီမှာနေဘယ်လောက်ဖြစ်နေပြီဒီမှာ135ဖြစ်နေနော်135ဒါဆိုဒီကြားထဲမှာဘယ်လောက်ထားမလဲ30လောက်ထားမလား30လောက်ထားရင်30လို့ခေါ်တယ်တစ်လက်မနှစ်လက်မလောက်တော့လွတ်မယ်နှစ်လက်မလောက်လွတ်ရင်တော့ထည့်လို့ရပါနော်ဒါဆိုကျွန်တော်ဒီကောင်ကိုလည်း30ထားလိုက်နော်ဒီကောင်လည်းလက်မ30လောက်ဆိုနော်လက်မ30တစ်လက်မနှစ်လက်မဒီဘက်တစ်လက်မစီလောက်ထားရင်ပလင်းကောင်းထည့်လို့ရပါနော်30ဒါဆို3လဲလီ7နှစ်နော်120ရဲ့75ရဲ့ဒါဆိုလွတ်သွားပြီနော်အဲ့ဆိုဘယ်လောက်ပြပြ195ဆိုကြဲမထူးပါဘူးဗျာကျွန်တော်200နဲ့ပဲလုပ်လိုက်တော့မယ်နော်โอเคရအဲ့ဒါဘာလို့လုပ်နေရလဲဆိုတော့ကျွန်တော်တို့ဗာ reference level ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗာလဲနောက်တစ်ခုနလိုမျိုးပဲ reference plane မှာကျွန်တော်တို့ဘယ်လောက်လဲ200နဲ့ဒါ frame လုပ်ဖို့အတွက်တစ်ခါတည်း200လောက်ထားလိုက်ဒါပဲနော်အဲ့ကြားထဲမှာကျွန်တော် plane ထည့်လို့ရတယ်လေဒီကောင်တဲ့နော်ဟုတ်တယ်နော်ဒါပဲလေ200အဲ့ကြားထဲမှာကျွန်တော်တို့ frame ဖွင့်ပါလေနော်အဲ့အတွက်စဉ်းစားနေရနော်အဲ့အတွက်စဉ်းစားတဲ့ဟာနော်โอเคရပါပြီကဲအားလုံးစဉ်းစားပြီးပြီဆိုတော့ကျွန်တော်တို့ကလုပ်လို့ရပါပြီပုံဆွဲလို့ရပြီနော်ဟုတ်ပါကဲ placement site ပဲလာပြပြီနော်ဒီပုံမှာပဲကဲကျွန်တော်တို့ဒီပုံမှာထပ်ဆွဲခြင်းနဲ့ဆွဲလို့ရပါတယ်ကဲဆွဲမယ်ဗျာဟုတ်ပြီနော်တူရဲ့နော်โอเคဘာလို့မလဲ extrusion လုပ်မယ် set ကကဲသတိထားပါ wall မဟုတ်ပါဘူးဗာလဲ back ပေါ်မှာဆွဲရမယ်โอเคနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က okay ဒီမှာလာပါပြီ rectangle ပဲအရင်လှုပ်ချလာနော်ကျွန်တော် rectangle ပဲလှုပ်ချနော်ဒီလို rectangle လှုပ်လိုက်ပြီးလို့ရှိရင်တခါတည်းဒီကောင်ကို30လို့ခေါ်တဲ့အတွက်ကြောင့်မလို့30နဲ့ frame ခွေလိုက်နော်ဒီပါပုတ်ပါအထဲထဲကိုဟုတ်ပြီဗျာမိုက်တယ်30နဲ့ကိုခိုးလိုက်ပြီးဒီမှာလာပါပြီဒီကောင်ရဲ့ဟာကို Jordan line နဲ့ပဲဒီမှာဒီကနေဆွဲကြည့်လိုက်နော်ကလေးနဲ့လိုက်ပြီးလို့ရှိရင်အဲ့ဒီကောင်ကိုကျွန်တော် select လုပ်ပြီးတော့ကောင်းတာကဘယ်လောက်ရှိလဲကြည့်ကြည့်လိုက်မယ်120 okay ကွက်တိပါပဲเนาะ120လောက်ဆိုအတော်ပဲကဲ120ပြန်ရလိုက်ပြီးတော့ပြီးလို့ရှိရင်ဒီကောင် offset ဘယ်လောက်လဲ30ပေါ့ဒါပါပဲเนาะ30လေးပို့လိုက်ဒါပဲဒီနေ့လည်းကောင်းပဲကျွန်တော်ဒီကောင်ကိုပဲ copy ကူးလိုက်တော့မယ် select လုပ်ပြီးတော့ copy ကူးလိုက်မယ်ဒီကနေဟုတ်ပြီเนาะဒီကိုလာမယ်ဟုတ်ပါပြီဒီနေရာမှာ click နေလိုက်ပေါ့เนาะ mid point ဆိုလဲရ okay ဒီမှာတော့เนาะရဒီနေ့လည်းကောင်းပဲဒီကောင်ကို select ပြန်လုပ်ပြီးတော့ copy ထပ်လို့เนาะcopy လုပ်ပေါ့ပါပဲနော်ဒီလားဘုကောင်ရဲ့ကဏ္ဍကိုကြည့်တော့920လောက် okay 920လောက်ဆို920ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကကောင်းတာဒီလိုလေးပြန်စစ်တာကောင်းပါတယ်490ဒါပဲလေ490နော် okay ဒါဆိုရင်အနည်းဆုံးတော်တော်တူပါပြီလေဟုတ်တယ်နော်အဲ့လောက်ကိုကျွန်တော်တို့က okay ရပြီဒီကောင်ရပြီဟုတ်ပြီအဲ့ဒီမှာဒီကောင်ကဘာလဲဆိုရင်ဒီမှာတွေ့လားဒီနှစ်ခုကဒီမှာကျွန်တော်တို့သိပါပြီဒီနှစ်ခုဟာစန်တာကဒီမှာလေးဒီလိုလုပ်ရင်ကောင်းပါသလားအဲဆိုရင်ဒီကောင်ကိုဒီလိုလုပ်လို့ရဒီဟိုအပေါ်ရဲ့ mid point ရဲ့ဒီကောင်ရဲ့ mid point ကိုယူပြီးတော့ cycle ဆွဲရပါပြီဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကြီးကိုဒါကြီးကိုဖြတ်လိုက်အောင်နော်ဖြတ်ထားလို့ရအောင် cycle ဆွဲချလိုက်နော် cycle ဆွဲသူ့ရဲ့ mid point ကနေပြီးတော့ဒီဘက်ကိုဆွဲချဖို့ဒါပါပဲနော်သူ့ရဲ့အထိပဲလေ tangent အထိပြီးလို့ရှိရင်pick နဲ့ဘာလို့မှလဲဒါ30လို့လိုက်ပေါ့နော် okay ရပါပြီဒါပဲအဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဘာလို့မှဒီကောင်တဝက်ဝက်လေဟုတ်တယ်ဒီကောင်ရဲ့တနည်းအားဖြင့် sorry point က0 offset ဖြစ်နေရမယ် quadrant ဟုတ်တယ်နော်အဲ့ quadrant ကဒီဘက်ကိုလာဟုတ်တယ်နော်ဒါပါပဲပြီးလို့ရှိရင်30ရဲ့တဝက်က15ဒါပါပဲနော်အပေါ်15အောက်15ဒါပိုတိကြတာပေါ့နော်
ပြီးလို့ရှိရင်ဒီကောင်လည်းအဲ့တိုင်းပဲဒီကောင်ကွာတယ်ဟိုဘက်ကိုသွားဟောဒီမှာ15ကကျွန်တော်ဟိုပါနဲ့ offset ကလုပ်ပြီးတော့ဆိုဒီလိုလေးနှိပ်နော်ရဲနှိပ်ပြီးလို့ရှိရင်ဒီဘက်ပြန်သွားအဲ့လားလေးရနော်အဲ့လားလေးနားလိုက်လားမသိနော်အဲ့လားဟိုဘက်ဒီဘက်ဆိုလဲ15ပဲနော်30ဖြစ်သွားတော့နော်ဒီကနေဒီ30 okay ရပြီဟုတ်ပြီရပါဟုတ်ပြီရပြီဆိုတော့ကျွန်တော်တို့ဘာလုပ်လို့ရပြီလဲဒီကောင်ရပြီဆို okay ဒီမှာလဲကျွန်တော်တို့ကဒီမှာလဲအဲ့တိုင်းပဲဒီမှာလဲတန်းထပ်တယ်မယ်ဆိုတော့ okay ဒီကောင်လဲအဲ့တိုင်းပဲဒီကနေ click နေဒီလိုသွားဖို့နော်ရပါပြီပြီးရင် offset နဲ့ဘယ်လောက်လဲ30ရမ်းစိတ်ဝင်စားဖို့ကောင်းနော် okay ရပြီနော်အဲ့ဒီကောင်တွေကိုကျွန်တော်တို့ကဘာလုပ်မလဲ trim extend လို့ corner နဲ့လုပ်ရမယ်သိပြီးသားပဲဒီကောင် trim လုပ်မယ်ပြီးရင် dr နဲ့ sorry slip လုပ်မယ် dr နဲ့လုပ်ပြီးလို့ရှိရင်ဒီကောင်လည်းအဲ့တိုင်းပဲ slip ဒါဒီကောင်လေလမ်းကိုပြန်လို့ sl slide เนาะ slip လည်းခေါ်တယ် sl ကဒီကောင်ကြတော့ sl က slip เนาะ spl line split နဲ့ပြီးရင် dr ဟုတ်ပါပြီ sl လိုက်တာဒီမှာလည်း sl ပဲ sl ပဲပြင်မယ် dr okay ရဟုတ်တယ်နော်ဒီကောင်လည်းအဲ့တိုင်းပဲ sl slip ခွဲပြီးရင် trim dr okay ရကဲအောက်ဆုံးလည်းအဲ့တိုင်းပဲ sl slip ခွဲမယ်ဒီဘက်လည်း slip ခွဲမယ် dr ဟုတ်ရဲ့နော်ဟုတ်ပါဟုတ်ပြီဒီအောက်ကျတော့ကဲဒီ line ရမလို့တော့ဘူးလေကျွန်တော်တို့ဒီကောင်ကဘာလုပ်မလဲဒီကောင်ကျတော့ train extend single element နဲ့ click ဒီမှာ single element နဲ့လုပ်မယ်ပြီးဒီမှာ click single element နဲ့လုပ်မယ်ပြီးဒီကောင်ကြီးကို slip လုပ်ထားပြီးတော့ train ချလိုက်ပါပဲနော် okay very nice နော်နောက်တစ်ခုဒီမှာသတိထားပါဦးဒီကောင်ကကျွန်တော်တို့ဒီမှာတွေ့တာဒီကောင်ကလေဒီဟိုကမဖြစ်ဘူးသလားtangential ထိနေတယ်ဆိုတော့အဲ့ဒီကောင်ကိုကျွန်တော်တို့ကလေ trim extend လို့ corner နဲ့ဒီမှာညဒီဘက်နဲ့ဒီဘက်ကိုလှုပ်ဒါဆိုဟိုဘက်ကဟိုဘက်လည်းပြောက်သွားသေးတယ်နော်အော်ကျွန်တော်ပြန်ပြီးတော့ undo ပြန်လုပ်လိုက်အဲ့ကောင်ကပြဿနာတစ်ခုရှိသေးတယ်ဒီကောင်ကကျွန်တော်ဒီလိုလုပ်လိုက်မယ်သိလားslip ကိုเนาะဒီကြားထဲမှာတစ်ခုခု slip လုပ်ချလိုက်နော် slip လုပ်ပြီးတော့ tr ဒီကောင်နဲ့ဒီကောင်ကတစ်ခုဟိုဘက်ကကျတော့ဒီကောင်လည်းပြောက်သွားဒါနှစ်ခုဖြစ်နေတာဟုတ်နော်အဲဆိုကျွန်တော်ကဘာပြန်လုပ်မလဲဒီမှာ line လေးဆွဲချလိုက်နော်ဒီလောက်ပဲဆွဲချလိုက်ပြီးလို့ရှိရင် tr နဲ့ဒီကောင်နဲ့ဒီကောင်လှမ်းပိတ်နော်နော်ဒါမတိမတာလေးနည်းနည်းဟနေတယ်အဲ့မှာကျွန်တော်နည်းနည်းလေးစဉ်းစားကြည့်အောင်နော် okay ဒီကောင်ကအခုနော်အဲ့မှာ finish ပေးလို့ရလားမရလားနည်းနည်းကြည့်အောင်နော်ကျွန်တော်အခုချိန်မှာလေ250နဲ့ finish ပေးကြည့်မယ်မရဘူးသူလား cannot each other ဒီကောင်ကဘာလဲဟိုကမဖြစ်ရအောင်လေထိလို့မရအောင်နော်ထိလို့မရအောင်နော်အဲ့ဆိုရင်ကျွန်တော်ဒီလိုလုပ်လိုက်မယ်နော်ဒီမှာဟိုနဲ့ shader နဲ့လုပ်လိုက်မယ်ရပြီအဲ့ဒါဟိုကောင်အောင်လုပ်တဲ့ကအဲ့ကောင်ကဒီကောင်တတိထားသေးလားဒီကောင်ဘယ်လိုလုပ်မလဲဒီကောင်ကလေ tangential ကအရင်ဒီဘက်နဲ့ဒီဘက်လာထိနော်လာထိနေဆိုကျွန်တော်တို့ကမတိမတာလေးကို separate ခွဲရမှာနော်နော်ဒီကောင်မတိမတာလေး separate ခွဲအဲ့တော့ဒီကောင်ကဒီလိုလုပ် select ကောင်နဲ့နောက်နည်းနည်းဆိုလိုက်နော်ဒီကောင်လည်းအဲ့တိုင်းပဲနောက်နည်းနည်းဆိုဒါမှမဟုတ်ဘာလို့ဆိုမတိမတာလေးဒီကောင်လေတို့ဒါ wedding solo မျိုးလေးဒီလိုလေးလုပ်လိုက်တယ်နော်အဲ့လိုမျိုးလုပ်မှရအဲ့လားနားလေလားမသိဘူးနော် line too short line too short ဆိုတော့အရင်ကြီးသေးနေလို့တဲ့အရင်ကြီးသေးနေလို့ဆိုတော့ okay ယူတနဲ့ line နဲ့ပဲနော်ဒါ rapid ကတော့ဒါအားနည်းချက်တစ်ခုရှိတယ်အရင် line too short ဆိုမရဟုတ်အရင်သေးနေလို့ရှိရင်မရအောင်လေနော်အဲဆိုကျွန်တော်က line ကို
okay တော့နော်ကဲဒီကောင်လေးကိုပဲကျွန်တော် select လုပ်ပြီးတော့မလုပ်မလဲအမေတာကောက်လိုက်နော် okay ရအခုဒီလိုလုံးနေတဲ့ရွေချက်တိလာမသိဘူးเนาะကျွန်တော်တို့က close intercept မဖြစ်လို့ရအောင်ဒီပုံစံလောက် over လဲအဲ့တိုင်းပဲ over အဲ့တိုင်းဆိုကျွန်တော်ဒီကောင်ကို select လုပ်ပြီးတော့မလုပ်မလဲcopy ပဲကူလိုက်တော့မယ်ဒီ point ကနေနော်ဒီဘက်သွားမယ်ပြီးလို့ရှိရင်အဲ့ဒီကောင်ကိုအောက်ကို move လုပ်လိုက်too short too short ဖြစ်ကုန် okay နော်အဲ့ဒါဒီလိုလုပ်လိုက်မယ်ကျွန်တော်ဒီကနေပြီးတော့ line ကိုနော် line ကအရင် too short ဖြစ်တယ်လို့ပြောနော်ဒီလိုဆွဲချလိုက်ဒီကောင်ကို select လုပ်overlap ရ overlap ပြတာမရှိဘူး okay ရပြီဒီကောင်လေးကို slip လုပ်ဒီမှာလဲ slip လုပ်ဒီကောင်လဲ slip လုပ်နော်ပြီးရင် train extend လို့ခေါ်တာမှာ okay ရဟုတ်နော် okay နော်ဒီကောင်လေးရတယ်ကဲဒီကောင်ကိုကျွန်တော်တို့ကတော့ frame ပြီးပါဆိုကျွန်တော်တို့သိတဲ့အတိုင်းပါပဲအဲ့ဒီကောင်ကိုကဲ y တနည်းအားဖြင့်နော် frame လို့ပဲရေးလိုက်ရအောင်နော် frame frame for y ပေါ့နော် okay ရကဲသူကတော့ဒါကတော့ကျွန်တော်တို့ဒီမှာပုံရတော့ဒီ go color ဖြစ်နေတယ်ကျွန်တော်တို့အလားကြောင့်ကိုကြိုက်တဲ့เนาะ go ပဲလွတ်လို့နောက်က stainless steel ပဲလွတ်လို့ဒါမှမဟုတ် antique ဖြစ်အောင်အမဲအောင်ပဲလွတ်လို့ပြဿနာမရှိပါဘူးเนาะ my frame ကိုကျွန်တော်တို့ကကဲလောလောဆယ်တော့ go ရောင်လေးပဲထည့်လိုက်ပါဒါတော့ is up to you ပါပဲเนาะ go เนาะနောက်မှကျွန်တော်တို့တွေကကိုစိတ်ကြိုက် project တွေမှာပြောင်းနေတယ်ပြောင်းလို့ရနော်ကဲဒီကောင်တော့ကျွန်တော်တို့အပြင်ကိုဘယ်လောက်ပဲထုတ်မယ်ကျွန်တော်30လို့ပဲเนาะ frame က30လို့ပဲသွားမယ်ဆိုတော့ဒီမှာ finish ကပေးချလိုက်ပါ like ကတော့ each hour တဲ့ highlight တဲ့ဘယ်နေရာမှာ each hour ဒီကောင်နှစ်ထပ်ဟိုမှာကြံခဲ့တယ်ဟုတ်တယ်ရောundo ရလားအော်ကျွန်တော်တေချာဟိုကမလုပ်လိုက်မိကဲဟုတ်ပြီကျွန်တော်တို့တွေကခုနကเนาะနည်းနည်းလေးကျွန်တော်တို့ကတကယ်လို့ကျွန်တော်တို့အခုချိန်မှာ finish ကကျွန်တော်တို့က frame ကဘယ်လောက်လဲ30เนาะ material เนาะ material ကျွန်တော်တို့ခုနလိုမျိုးပဲကျွန်တော် frame frame လို့ပဲရေးလိုက်ကြအောင်เนาะ frame လို့ပဲရေးလိုက်တော့မယ် frame လို့ပဲရေးလိုက်တော့မယ်ကျွန်တော်တို့ frame ကိုကျွန်တော်တို့က bold color လုပ်မယ်เนาะ frame ကို bold color လုပ်မယ်เนาะframe ပဲရေးလိုက်တော့မယ်เนาะကျွန်တော်ဟုတ်เนาะမတန်မှာသတိထားเนาะကျွန်တော်တို့ခုနကเนาะဗီဒီယိုမှာဒါလေးနည်းနည်းပြတ်သွားโอเคဘိုးကိုကျွန်တော်တို့ဘိုးပဲလောလောဆယ်ထည့်လိုက်ပါเนาะဟုတ်ပါပြီးကျွန်တော်အဲ့မှာလေဒီမှာကျွန်တော်တို့30 frame လို့30လို့ပြီးတော့ finish ပေးတဲ့ကကြာသတိထားเนาะ over ခုန intersection တွေဘာတွေမှာကျွန်တော်မေ့ပြီးတော့ဟို okay ပေးလိုက်တော့ discuss လို့တော့ဒီ sketch အကုန်လုံးပြတ်သွားเนาะသူက overlap မရောက်ဘူး intercept မရောက်ကျွန်တော်တို့တခြား light ကြည့်မှရမှာเนาะ okay အဲ့တော့အတွေ့အကြုံမရှိတော့ပါပြီးအခု finish လုပ်ကြတိုင်းokay ဒီမှာတွေ့လားအဲ့မှာ continue လုပ်ရမှာเนาะကျွန်တော်တို့ကအဲ့မှာ must be close loop ဖြစ်ရမယ်အဲ့တော့ကျွန်တော် continue ထပ်လုပ်မယ်ဒီမှာတွေ့လားကျွန်တော်ဒီမှာဂျန်ခဲ့တယ်အဲ့ slip ပြန်လုပ်เนาะအဲ့လိုမျိုးလေးပေါ့เนาะ okay ပြီးရင် tr enter เนาะ tr ပေါ့เนาะဒီမှာလည်းအဲ့တိုင်းပဲ sl ဒီမှာ enter နေစားမလို့ပါဘူးကျွန်တော်မှားတော့เนาะဟို AutoCAD ပုံစံဖြစ်ပြီเนาะ okay ရပါပြီခုနကတော့အဲ့လောက်ခုနစာအုပ်ကျွန်တော်တေချာမဖတ်ပြီးတော့ဟိုဟာလုပ်လိုက်လို့ delete sketch ဆွဲတာပြောက်သွား okay finish လုပ်ချလိုက် okay ရပါပြီဟုတ်လားဒါဆိုကျွန်တော်တို့ 3D သွားကြည့်လိုက်မယ်เนาะ 3D သွားကြည့်လိုက်ဒီကောင်ရဲ့ face ကဒီမှာဟုတ်အဲ့မှာလေအမြဲတမ်းအဲ့ဒီကောင်လေအထဲဝင်နေပြီလားเนาะ
အဲ့ဒါလေးအမြဲတမ်းဒီမှာကြည့် placement site ကိုတွားကြည့်sorry reference level ကိုတွားကြည့်လို့ရှိရင် reference level မှာနော် reference level မှာလေကျွန်တော်ဘာလို့မမြင်ရလဲသိလားနော်အဲ့ကောင်ကလေကျွန်တော်တို့ဒီ view range နော် view range ကပါလဲဆိုတော့ဟိုအောက်ရောက်နေတော့အဲ့ဒါကျွန်တော်တို့ကဘာ view နဲ့ကြည့်မှာလဲ right view နဲ့ကြည့်မှာရမှာနော်ဒီမှာကြည့် right view နဲ့ကြည့်လိုက်ဘောတို့ကအထဲရောက်နေရနော်အဲ့လားမှတ်ထားကျွန်တော်ခုန reference level အပေါ်ကနေဘာလို့မကြည့်တော့ကview range ကဒီအောက်မှာဖြတ်တော့ဒီကောင်အောင်မမြင်ရဘူးလေအထဲထဲရအောင်မမြင်ရ okay အဲ့တော့ select ပြန်လို့ဒီကောင်ကဘာလို့လဲ minus ထက်ဒါတော့နော်သူ့အောင်လို့ဒါကတော့သူ့ရဲ့အားနည်းချက်ပေါ့နော် minus ထက်လိုက် okay ရပြီ 3D တွားကြည့်လိုက်ရင်ရပါပြီဒါနော် oh very nice ဒါကဟိုပါပဲရှိတယ်နော်အနောက်က frame ပဲရှိနေတယ်နော်အဲဒီမှာကျွန်တော် placement site ကိုတွားပြီးတော့ဟိုပါကိုပြန်ပေါ်ကြည့်မယ်နော်ကျွန်တော်တို့ wire frame နဲ့ပြန်ပေါ်ကြည့်လိုက်မယ်နော် 3D တော်ပါပုံလေးပြန်ကြည့်ပေါ့နော်ဒီကောင်က wire ပုံကိုကြည့်လိုက်နော်နော်ဒီကောင်ကဒါတွေပဲရှိတယ်ကျွန်တော်ခုနလိုပဲဒီကောင်ကိုနောက်ထပ်200မှာ copy ကူပြီးလို့ရှိရင်ဟိုဘက်ဒီဘက် frame တွေကိုကျွန်တော် live လုပ်ပေးရမှာလေ frame တွေ live ပြီးတော့ဟိုဘက်ဒီဘက်ပြန်ထောက်ပေးရမှာနော်ကဲအဲ့ဒါဒီကောင်ကရိုးတန်းလောလောဆယ် right view နဲ့ဆိုပါဒီကောင်ကဘာလို့မလဲ copy ထက်ကူပေါ့ဟုတ်တယ်နော် copy ထက်ကူအဲ့ copy ကူကကျွန်တော်သိရတာမဲ့ associate this associate ဖြစ်လိုက် click နှိပ်ပြီးလို့ရှိရင်ဒီကောင်က select လုပ်ပြီးရင် copy လုပ်အဲ့ဒီ copy ရဒီမှာကျန်ဒီကနေဒီလူဒီပြီးရသွားလိုက်လေဟုတ်တယ်မဒီကြားထဲမှာဘယ်လောက်ရှိရမလဲကျွန်တော်ခုနကပါလဲဟိုတွက်ထားတာကြည့်ရ140မစိုးလေ140ဒီထဲမှာ plane ထည့်လိုက်ရင်လောက်တယ်လေဟုတ်တယ်နော်140ကျွန်တော်ဒီကောင် plane ကဟိုလောက်ပဲရှိမယ်လို့နော်ပလင်းဟာကနော်ဒီမှာကြည့်လို့ရှိရင်85လေဟုတ်တယ်နော်85ဆိုကျွန်တော်တို့ကဟိုဘက်ဒီဘက်အများကြီးဒီမှာ85ပေါ့ဥမာ something ကျွန်တော် model line ဆွဲပြမယ်လေ85 diameter 85ဆို35.5ပေါ့နော်ပလင်းကောင်းထည့်လို့ရတယ်နော်โอเคရနော်ပြီးရင်3D သွားကြည့်လိုက်โอเคနော်ကဲအဲ့ဒီမှာကျွန်တော် chain တွေကတခုကဘာလို့မလဲ frame တွေထောက်ပေါ့ဟုတ်တယ်နော်ကျွန်တော်ဒီအပေါ်မထောက်တော့ဘူးနော်ဒီအပေါ်ထောက်လားမထောက်ပါဒါတော့ကျွန်တော်မရှိပါဘူးနော်ပုံကိုကြည့်လိုက်နော်ထောက်ထားလားမထောက်ထားဘူးလားဒါဒီမှာတော့ date ဖြစ်နေတော့တိတ်မမြင်အောင်နော်ဒီကောင်တော့ chain တွေဒီလိုတွေထောက်အောင်နော်ဒါတော့ကိုယ် design ပေါ်မူတည်ကျွန်တော်ဒီကောင်ထောက်မယ်ဒီဘက်ထောက်မယ်ဟုတ်တယ်လေဒီဘက်ထောက်မယ်ဒါလေးလည်းထောက်လိုက်လို့ရတယ်ဟုတ်တယ်နော်ဒီကောင်ထောက်မယ်ပြီးလို့ချင်းဒီနှစ်ခုလည်းဒီလိုမျိုး light ထောက်လိုက်ပါနော်အဲ့လိုကဲထောက်မယ်ဆိုတော့ကောင်းတာကဟိုမှာ extrusion မဲ့လေဒီမှာဒီ extrusion မဲ့လုပ်မယ်ဒီမှာ set လုပ်မယ်ပြီးရင် pick it play လုပ်မယ် okay လုပ်မယ် 3D မှာပဲဒီမျက်နှာပြင်ရွေးလိုက်ပေါ့ဟုတ်တယ်မလားနော်ဒီမှာရွေးချလိုက်ပြီးရင် placement site ကိုသွားလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကခုနလိုမျိုးပဲမလုပ်လိုက်နဲ့ hidden line ပြန်လုပ်လိုက်အဲ့ဆိုရပြီ rectangle ဟုတ်တယ် rectangle ပဲဆွဲပေါ့ဒီလိုဒီမျက်နှာပြင်ပေါ့နော်ဒီကောင်တော့ align ပဲဟုတ်လားဒီလို align လုပ်လိုက်နော် okay ရ select လုပ်မယ် copy လုပ်မယ်ဒါကတော့ကျွန်တော်ဒီဘက်အကုန်လုံးကိုညာဘက်ချမ်းမှာ sorry ဒီ point ယူလိုက်ညာဘက်ချမ်းပြီးလုပ်လိုက်လို့ရှိရင်ကျွန်တော်ပြီးရင် mirror ခေါက်လိုက်ရတယ်လေဟုတ်လားဒီအောက်ပြီးလို့ရှိရင် copy ထပ်လုပ်ဒီအောက်ဟုတ်ပြီနော်ပြီးလို့ဒီမှာလည်းလိုတယ်အဲ့ဒါကျွန်တော် copy လုပ်မယ်ဟုတ်နော် constraint ကိုဖြုတ်ထား multiple လည်းဖြုတ်ထားအောင်ကျွန်တော်က command ကြီးလေဟိုမှာဒီနားလေးကိုအရင်ထားကြည့်မယ်အဲ့မှာတခါကျရင်တတိထားပါဒီလိုအကွေးတွေမှာဒီလိုမျိုးမမြင်ချင်ဘူးဆိုရင်တော့ဒီကောက်ကိုဒီဘက်ကိုရွှေ့ဟုတ်လားဒါတော့လို့ auto ကြောက်သွားလိုက်ဟုတ်တယ်နော်ဒါပဲနော်ဒါလို့ကျွန်တော်တို့ဒီနော် fabrication လုပ်တဲ့ခါကျရင်ဒီညှိပြီးတော့လုပ်ဟုတ်လားဒီမှာ okay ရပြီဒီမှာလည်းထောက်ပေးလိုက်နော်ဒီမှာလည်းထောက်ပေးလိုက်တာကောင်းတယ်နော်ပို့ပြီးတော့ခိုင်သွားပါနော်ဒီလိုလည်းထောက်ပေးဟုတ်ပြီလိုရပြီဒီအလဲမှာလည်းထောက်ရင်ကောင်းမယ်နော်ဟုတ်တယ်လေနော်အလဲမှာဒီဘက်အလဲတဲမှာပဲထောက်ပြလိုက်နော်အလဲတဲမှာလည်းထောက်ပြလိုက်ကောင်းโอเคရပြီ copy ဒီကောင်ကြတော့ midpoint ယူလိုက်ဒီကောင်ကိုဒီမှာဟိုဘက်ဒီဘက်ချုပ်လိုက်နော်โอเคရပြီဒီမှာထောက်မယ်ဒီကောင်ထောက်ချင်သေးလားနော်ကျွန်တော်စဉ်းစားတော့နော်ဒီမှာထောက်ချင်သေးလားနော်ထောက်ချင်လို့ရှိရင်အရင် spam များရင်ထောက်ချင်လို့ရှိရင်လည်းထောက်ပေါ့နော်အဲ့တော့ပြတ်တာမရှိပါဘူး okay ဒါကြောင့်ဒီကောင်အားလုံးကို select လုပ်ပြီးတော့ဒီမှာဘာလုပ်မလဲ mirror ခေါက်လိုက်လေအဲ့ဒါရတယ် material ကဘာ material ပဲ frame material ပဲရွေးလိုက်တယ်
အိတ်ဆူရှိဟာကျွန်တော်တို့တည်ပြီးသားပဲလေဘယ်လောက်လဲ140เนาะ140 channel လေးဟုတ်လား140နဲ့လုပ်လိုက်ပြီး finish တာပေးချလိုက်ပါ तू ကချင်းတည်တယ်ဩတဲ့ဒီကောင်ကျတော့တော်ပါသေးတယ်အပြင်ကိုထွက်သွား okay ရပြီလေဟုတ်တယ်ဒါပဲเนาะဟောပါပဲเนาะဟာလားလေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြားထဲမှာဘာတွေထဲမှာလဲကျွန်တော်တို့တွေ glass ဒါမှမဟုတ် glass frame ပဲဖြစ်ဖြစ်เนาะဟာလားเนาะဒီမှာဟောဒီကောင်ထောက်လိုက်ကောင်းပါနော်ဒီကောင်ထောက်လိုက်လည်းကောင်းတယ်ဘာဖြစ်လို့ကျွန်တော်တို့ဟိုဟာလေးဒီဘာခေါ်လဲglass ဟိုဒီပေါ်မှာဟို plane တွေပါမကြပါအောင်ဗောနော်ပိုကောင်းတာဗောနော် okay ရအပေါ်ကိုနှစ်ခုဒီကောင်ရေးလိုက်မယ်နော် control ခံရေးလိုက်တိုင်းတော့တော့ဗောနော်ဟိုဘက်ဒီပဲပြန်ချုပ်လိုက်တော့နော်ချုပ်တန်းဗောကွာနော်ဗမာလိုတော့ချုပ်တန်း okay ဒီမှာတွေ့လားဒါပဲလေvery nice ဗျာဒါပဲနော်အလားလေးကကျွန်တော်တို့ဘာလုပ်မလဲအဲ့ကောင်ကဲဟုတ်ပြီအလားဆိုရင်ကျွန်တော်မပြီးသေးဘူးလေပလင်းနေတင်လို့ရအောင်ဘာလုပ်မလဲအောက်မှာမှန်ပဲဖြစ်ဖြစ်မှန်ပဲဖြစ်ဖြစ်ကိုကြိုက်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ဟုတ်ပြီနော်တစ်သားပဲဖြစ်ဖြစ်နော်တစ်သားထည့်ရင်တော့တစ်သားထည့်ရင်တော့ချမ်းလေးကောင်းတာပေါ့နော်တကယ်လို့မှန်ထည့်မယ်ဆိုရင်တော့ကျွန်တော်အပေါ်မှာစတစ်ကာကပ်မှရမှာမှန်ဖန်ချင်းရရောနေဒါဆိုကျွန်တော်ဒီကောင်တစ်သားပဲခင်းလိုက်တော့ခနော်တစ်သားကိုခင်းမယ်ကဲတစ်သားခင်းမယ်ဆိုတော့တစ်သားခင်းမယ်ဆိုတော့အဓိပ္ပာယ်လည်းအဲ့တိုင်းပဲကျွန်တော်တို့က top view နဲ့လုပ်လို့ရှိရင်အများကြီးဗာဖြစ်မလဲဆိုကျွန်တော်တို့သိရတဲ့အတိုင်းပဲ top view နဲ့လုပ်ရင်တစ်သားခင်းတဲ့ခါကျရင် top က level နဲ့ကကျွန်တော်တို့ကစားတာမကောင်းဆိုတော့ကျွန်တော်ကဒီခုနလိုဟို placement site လို့ခေါ်တဲ့ဒီဘက် site view နဲ့ပဲကြည့်ပါလေနော် extrusion မဲ့လုပ်ချလိုက်မယ်နော်အဲ့ဒါပိုကောင်းတယ်နော်အဲ့ဆို wire frame နဲ့ကျွန်တော်လုပ်လို့ရတယ်နော် okay ရဒီကောင်ကျွန်တော်မလိုတော့ဘူးလေဒါဖြစ်လိုက်တော့နော်ဟုတ်ပြီ wire frame နဲ့ဒီမျက်နှာပြင်မှာပဲကျွန်တော်ဘာလုပ်မှလဲဒီမှာလိုက်ပြီးတော့တစ်သားပြတွေခင်းမှာပေါ့နော်တခါလေးခင်းလိုက်တော့မယ်ကဲလုပ်မယ် extrusion လုပ်မယ်ကဲ 3D နဲ့ဒီမျက်နှာပြင်ကိုလုပ်မယ်နော် extrusion လုပ်မယ် set လုပ်မယ်ဒီမှာ pick a plane okay ဒီမျက်နှာပြင်ပဲရအောင်ယူလိုက်နော်ဒီမျက်နှာပြင်ရွေးချလိုက်ပြီးလို့ရှိရင် placement side wire frame okay ရပြီ rectangle ကဲဒီမှာလေးကျွန်တော်တို့မှာတွေ့လားနော်ဟောဒီမှာတခါလေးအကုန်လုံးလုပ်လို့ရတယ်လေ okay နော်ဟာ block bolt နော် block bolt ထည့်ခြင်းလား block bolt ထည့်ခြင်းနေဆိုတော့ကျွန်တော်အဲ့ block bolt ဒီကျွန်တော်တည်ပြီးသားပဲ18 19ရှိတယ် okay ဒါပါတော့18လောက်ထားလိုက်မယ်နော် block bolt frame နဲ့ထည့်လိုက်မယ်ဒါပါပဲနော်ဒီတာကြည့်လို့ရှိရင်ဒီမှာဒီကြားထဲမှာတဲ့နော် okay ရဒီကောင် select လုပ်နေတာခောက်ဟုတ်တယ်လေကိုရဒီနည်းလည်းကောင်းမယ် right click ဒါပါပဲနော်သူ့ရဲ့ဒီမှာ frame ကရှိပါတယ်နော်18เนาะဒါကျွန်တော်18နဲ့တော့ block bolt ပေါ်လေဒီတိုင်းတော့အော်ဒီကောင်အောက်ကဟာကို copy လုပ်လို့ရဟုတ်အတူတူပဲလေဟုတ်ပြီဒီကြားတဲ့ဟိုဒီကောင်ကိုမေတာခောက်လို့ရပါပြီဟုတ်ပြီဒီကြားတဲ့ဟိုဒါပါပဲဒီလို18ဒါပါပဲနော်အဲ့လားဆိုကျွန်တော်တို့ဒီကောင်ကိုဘာလုပ်လို့ရလဲဒီမှာဒါဒီကောင်ကဒီဘက်ကိုဘာလို့ပဲထွက်မလဲ140ထွက်မှာကဲဒီကောင်ကျတော့အဲ့လိုမဟုတ်တော့ဘူးဒီကောင်က material တစ်ခုဟုတ်လားနော် wood wood နော်wood shape SHELF shape နော်အဲ့ဒါဘာမို့ wood wood plate နော်ဒါမှမဟုတ်နော်wood ပဲထားလိုက်ပါတော့နော် wood plate နော်အဲ့တော့ကိုကြိုက်တာရေးလိုက်နော်ဟုတ်ပြီနော်ကျွန်တော်အခေါ်ဝေါ်တွေကတိတ်မကြောက်ဘူးတခါကျရင်အရင်ဟိုဟာဖြစ်တာ okay ရပါပြီ wood နော် okay plate ကဲအဲ့ဒါကိုလည်းကျွန်တော်တို့ကဒါလေးပဲခူးလိုက်ပေါ့ဟုတ်တယ်နော်ဒါလေးပဲခူးလိုက်ဒါတော့တစ်သားတွေကတော့တည့်ရတိုင်းပဲတစ်သားတွေအများကြီးပဲကိုကြိုက်တာရေးချလိုက်နော်မော်ဂနီနည်းနည်းလေးချင်း polish လို့ close လုပ်လာရပါတယ်နော်အဲ့ဒါမရှိပါဘူး finish ပေးချတယ်အမှကြည့်လိုက်မိုက်ပါတယ်ဒါပဲလေအဲ့ဒါဆိုကျွန်တော်တို့ကဘာလုပ်လို့ရရလဲဒီပေါ်မှာ
ကျွန်တော်တို့တွေပလင်းတွေတင်လို့ရပါပြီเนาะရေးလက်မှတ်တွေနော်တင်လေနော်ရရေးလက်မှတ်ပါနော် okay ဒီမှာလဲကျွန်တော်တို့ဒီကောင် frame နဲ့ဒီကောင် frame တွေကိုကျွန်တော်တို့ join လုပ်ချင်ရနော်ဒီကောင်နဲ့ join ဒီကောင်နဲ့ join ရင်ပို့ပြီးတော့လှပါတော့ဟုတ်ကဲ့နော်အဲ့လိုတော့ဘာမှမဟုတ်ပါဘူး okay ဟုတ်ကဲအဲ့မှာကျွန်တော်ဒီကောင်ရောက်သွားပြီဆိုရင်ဒီမှာတစ်ခုထူးဆန်းတာရှိတယ်အမှန်ထူးဆန်းတာမဟုတ်ပါဘူးဗျာပလင်းကိုကျွန်တော်တို့ကဒီမှာ wine ပလင်းကိုဒီလိုမျိုးတလားအောက်ကိုတွဲလောင်းလေးချဖို့တွေ့တာအဲ့ကောင်ကျတော့ကျွန်တော်တက်ထပ်ဆွဲမယ်ဟုတ်တယ်နော်ဒီမှာမဆွဲတော့တက်ထပ်ဆွဲပြီးတော့ကျွန်တော်တို့ဒီကောင်ကဒီ design လေးကိုနောက်မှနောက်ဗီဒီယိုကြမှာကျွန်တော်စဉ်းစားပြီးဆွဲကြည့်အောင်နော် okay ဒါလေးကဒီကောင်ရကဲဒါရပြီဆိုကျွန်တော်ဒီကောင်ကိုလေဘာလို့မှလဲ save လုပ်ဖို့ဟုတ်ပြီနော် save လုပ်မယ်ဟုတ်ပါပြီ family ထဲမှာ okay why နော် why နော် why shelf shop နော်why နေတင်လို့ရတဲ့ shop နော် okay လုံး into project တဲ့ခါလဲတော့လိုက်အဲ့မှာကျွန်တော်တို့တဘောအဲ့မှာကြည့်လိုက်ပါလောလောဆယ်မတို့ဒါလည်း wall attach ပဲလေသိလား wall ဖြစ်နေဆိုတော့ type 1 order တော့ type 1နဲ့ okay ပြတာမရှိပါဘူးဒီကောင်တော့မယ် okay ဒီပါဘာလို့မလဲအဲ့မှာခုနကျွန်တော်တို့လိုချင်တဲ့ဘယ်နေရာရောက်ပါလဲအော်ဒီမှာနော် dining လေအော်ဒီမှာလာပြီးတော့မမြင်အောင်နော်ရာကက်ကလစ်တာနေချလိုက်ဒါပဲဖြစ်လေ wall check နော် okay ဒီကျွန်တော်ကဟိုဟာကြည့်လိုက်မယ် ground floor သွားမယ်သူ့ရဲ့ဟိုဟာကိုနည်းနည်းလေး section ကိုဒီကောင် section ကိုနောက်ဆုတ်လိုက်မယ်ဒီကောင်နာမည်ဘာလဲ section 2ဒါပါပဲဘယ်ရောက် section 2မှာအခုရှိတယ် range ကဒီမှာနေတက်သွားတယ်ဒီဘက်ကိုသွားနောက်ကိုသွားနော်မတယ်နော်ဒါတွေကတော့နော် high ခဏလုပ်ထားတယ်နော် wine ပလင်းကိုကျွန်တော်တို့ဒီမှာ wine လေးမိုက်တာပေါ့နော်အဲ့ကောင်ကဒီကောင်ကဗာလဲ၄ပေနဲ့သွားတာနော်ကျွန်တော်တို့ဒီမှာတွေ့လာဒီကောင်ကနော်ဒီကောင်က၄ပေကတော့ကျွန်တော်တို့ကအဲ့ကောင်က၄ပေက1200ဒါမှမဟုတ်1200နဲ့ထားထားလိုက်နော်1200နဲ့ဆိုရင်ဒါအောက်ကိုနည်းနည်းလေးဖြတ်ထားပါမယ်နော်ဝိုင်ပလင်းကမိုက်ဝိုင်နော်ဘာလို့ကျွန်တော်တို့ဒီမှာဝိုင်နေအများကြီးနော်တကယ်ချက်တော့ဒီကောင်အများကြီးပဲတော့ကျွန်တော်ဘာကောင်းတာတော့မလို့အဲ့မှာဝိုင်ထဲမဲ့ဒါဒီမှာနောက်ပြီးတော့ဒီကောင်ရဲ့နော် sitting plan ကိုနည်းနည်းလေးရွှေ့ပေါ်တယ်နော်ဒီကောင်ကလူဝင်ပြီးတော့ယူတာမဟုတ်နော်ကိုယ့်အကိုနော်ဒီကိုနည်းနည်းတိုးထားပြီးတော့ယူလို့ရတာမဟုတ်ဒီကနေယူထားပြီးတော့ဒီမှာအရင်ချပါလိုက်နော် okay နော်တွေ့ရရေးလည်းမှတ်တယ်နော်ဒါက wine တနည်းအားဖြင့် wall base နဲ့ဘာလုပ်တာလဲဆိုလို့ရှိရင် wine တင်တဲ့စင်လေးလုပ်လိုက်တာနော် dining နဲ့ kitchen မှာနော် okay ရပြီကဲအဲ့လာလေးလည်းအားလုံးလက်ဒါလေးကြည့်ပြီးတော့နော်ဘုဒ္ဓရရမလို့ထင်ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာကျွန်တော်တို့ဒီအောက်က wine လုံးမဲ့ဟာလေးကိုဆွဲကြည့်အောင်နော် okay ကဲကျေးဇူးတင်ပါတယ်နော်